ကိုယ့်ရဲ့မျက်နှာကဘယ်လို face shape မျိုးစားတွေမှာပါလဲဆိုတာကိုယ်တိုင်ကခွဲခြားတတ်ပြီလား face shape မျိုးစားတွေမခွဲခြားတတ်သေးဘဲနဲ့ makeup ကိုလုပ်နေမယ်ဆိုတဲ့အခါကျရင်ဘာတွေဆက်ဖြစ်မလဲအဲ့တော့ blusher placement တွေကိုဘယ်နေရာထားမလဲဆိုတာမသိဘူး contour placement တွေဘယ်နေရာချရမလဲဆိုတာမသိဘူး highlight ကိုဘယ်နေရာထည့်ရမလဲဆိုတဲ့ဟာတွေမသိဘူးဒါမျိုးမသိဘဲနဲ့ makeup ကိုပြင်လိုက်မယ်ဆိုတဲ့အခါကျရင် makeup look တစ်ခုကတော့ပြီးသွားမယ်ဒါပေမဲ့ကိုယ်နဲ့လိုက်ဖက်တဲ့ makeup look ကတော့လုံးဝကိုထွက်လာမှာမဟုတ်ပါဘူးအဲ့တော့ကိုယ့်ရဲ့မျက်နှာနဲ့လိုက်ဖက်တဲ့ makeup look ကိုလိုလိုက်ဖို့ဆိုလို့ရှိရင် AD တို့က face shape ကိုအဓိကအားဖြည့်သိထားဖို့လိုအပ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ face shape ကိုသိမှဆိုလို့ရှိရင် blusher placement လေးကိုဘယ်နေရာလေးမှာထားလိုက်မယ် contour placement လေးကိုဘယ်နေရာလေးမှာချပြီးတော့ဘယ်နေရာလေးကိုချဖို့မလိုအပ်ဘူးလဲ highlight လေးကိုဘယ်လိုနေရာမျိုးလေးမှာဘယ်လိုလေးထည့်လိုက်မယ်ဆိုတဲ့အကြောင်းအရာလေးတွေကိုကိုယ်တိုင်ကဂဂနနနဲ့တေချာကွက်ကွက်ပြပြသိမြင်လာမှာဖြစ်ပါတယ်အဲ့တော့ဗောနော် makeup လုပ်ရဆိုတာက makeup look တစ်ခုကိုကြည့်ပြီးတော့ inspire ယူပြီးတော့ပြင်လို့ရတယ် tutorial တွေကြည့်ပြီးတော့ပြင်လို့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတဲ့အခါကျ AD တို့နဲ့ live ဖက်တဲ့ makeup look ကိုပြင်တတ်ဖို့ဆိုတာက AD တို့ရဲ့မျက်နှာကိုတေချာကွက်ကွက်ပြပြသိဖို့အတွက်ကိုလိုအပ်ပါတယ်အဲ့ဒါမှလည်းကိုယ်နဲ့ live ဖက်တဲ့ makeup တွေကိုကိုယ်ကလုပ်နိုင်မှာပါအဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါမျိုးလေးတွေကိုအခြေခံအားစာသင်ပေးနေတဲ့ basic to professional set makeup class အတန်းမှာဆိုလို့ရှိရင်ပေါ့နော် daily ရနေပြီးတော့ event ပွဲတွေအထိပါကိုယ်ကြပြင်တတ်ဖို့အထိကိုတေချာလေးကိုသင်ကြားပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကပေါ့နော်အမျိုးတယောက်ပြင်ပေးထားတဲ့အတိုင်းလိုမျိုးဖြစ်ချင်တဲ့သူတွေဆိုလို့ရှိရင် basic to professional set makeup class လေးကိုတက်လို့ရပါတယ်ရှင်